有没进来这里？就咱们老爱我们进来不去吧？ယောက်ျားတစ်ယောက်တည်းကိုဘုရားပါသေးရောပေါ့အကုန်လုံးလည်းတိုက်ပြောပြဘာကားနေရတယ်ဘယ်ကျွန်တော်တို့ကဆိုရလုံးလို့မရဘူးဘောလေးမှာခါနေငါလည်းအဲ့ဒါဒီဘာလို့ကြောငါလိုက်တယ်ငါဒီစားနဲ့ပါတော့သူကြီးကငါကွာဘာလဲဆိုတော့မရဘူးသူ့တယ်နေလားရောက်ရတယ်လုံးစားပါရဲ့ကျောင်းတရားနေတယ်ကိုတော့ဘုန်းကြီးကကျွန်တော်တို့တွေ့မတော့ဘူးဒီကောင်းမရဘူးသူတို့ဘလောက်တော့ကိုနဲ့တွေ့မရအဲ့ဒါပြောရလေသူကဘာဖြစ်မမောက်လို့ပြောတယ်ငယ်ကောင်ကလည်းဒါနဲ့ဆိုးတယ်ဝမ်းတော့ဝမ်းလာတော့လာကိုကျေမှာပေါ့ဗျာဒီဘက်လမ်းဝဲဟိုင်းကောင်းတယ်ပေါ့ဟေးထိုင်းရအဲ့ဒီလိုရောက်လာတယ်ဟောတူကလမ်းတစ်ဝဲလောက်မှတက်တူတယ်ကျွန်တော်တို့ကရတယ်မင်းရမှာပတ်တူးရတယ်ထိုင်းဝင်တော့ကျွန်တော်ဟောလို့ဘာမှမချဘူးလေဦးရဲ့ဒီလိုပြောမယ်ဘုရားကတန်ပြန်မှာပြတ်မှာမလို့တန်ပြန်ကိုပြတ်တဲ့မြင့်တက်တဲ့အစင်းတွေအစင်းချင်တယ်မတော်တဲ့ခါမှာအားရခဏရလာတန်းစီပတ်သက်ဆိုင်တယ်တော့ဝင်နေတာဘာဘူးလို့မရဒီစားရတော့စီးပြီးတော့ရစီးပြီးရတော့ဒီမှာဘူးသွားတာကိုလည်းတော့မထိုင်ခြင်းကောင်းတက်ပြီးတောင်းတက်ရတဲ့အတက်ကြီးပဲတောင်းချောင်းတက်ကြီးပဲတော့နေပွေမွေးတွေပါထွက်တယ်လမ်းပေါ်ဒီကိဆိုတရားဝင်လို့အရင်ဒီဒီမွေးတယ်ဝင်ကြည့်ကြတာအဲ့ဒီမှာတောက်ပြရအောင်လိုက်တော့
က်ရုံတွေကမီးရဲ့ရေးရဲ့အဲ့ဒါရှိရင်ထောင်လို့ရမီးရဲ့ရေးရဲ့ပြီးတော့မှလမ်းမဆက်သွယ်ရေးလေးဖောက်လိုက်ကောင်း ဆက်ပြီးတော့လာတော့လည်းမားတော့ချိန် တက်ပြီးတောင်းဝင်ဒီအာဝိုက်တဲ့မိုက်ဒီဇေမေးကြဒီမှာကလည်းဆိုကြဖြဲကားပြီးလိုက်ဟုတ်ကဲ့ဒီစိကဆူးရဲ့ ပြီးတော့ကားသေးလေးတွေကြာတက်မှန်းတော့ ချွတ်လို့လည်းရောက် အိုးနေလို့မိုင်း မယိုးမင်းအဲ့ဒီမတားဖြစ်လို့ရှိရင်ဟုတ်တယ်ကောင်ဒါချင်းဟုတ်တယ်ကောင်မယိုး အိုးဝေးဒီလောက်တော့မတက်နိုင်ဘူးဝေးဒီလောက်တော့ အဲ့ဒါကောင်းတယ်နော်ကောင်းတယ်အရင်ကောင်း ပြန်တက် ဟိုဒိုင်းမလားဟုတ်တယ်လေအပွင့်ပြီးအဲသူကြီးဟိုကနေစိမ့်နေဆိုရင်အဲ့ဒါကြီးလေးပုံပြီးတော့ ဟုတ်တယ်အဲ့အမြင့်ပါထုတ်တယ် နော် နားပစုပ်ပါတော့ ဟုတ်တယ်နော် အာကျောင်းကနားပစုပ်အဲ့ဒါပဲကပ်ပဲနင်းလိုက်တင်းညစ်တော့ရတယ်နားယူအဲ့ဒီအောက်သွားရင် ဒီလိုကိစ္စလေးတက်ဖို့ချာဘူလိုက်ပူရီညာ မြင်သားကြတယ် ဟိုမှာအေးလေးပေါ်ပြောင်း အဲ့မှာဈေးရောက်နေတွေ့လား ရှိကြပါဒီတောင်ကျောင်းမှာလို့တဲ့သူ ဒီနေ့တပီတော့ပြောပါလေလက်ပြီးဆိုင် ပုံကျောင်းလည်းရှိတယ်မှာဒီတဝင်ရဒီမှာလာ ကို တယ် ွင်းလိုက်ကိုဒီဇိုင်းလေးရောင်းအောင် ဒီမှာတမင်းဆိုင်လေးဒီမှာနားတဲ့ဆိုင်လေးဒီမှာတမင်းနား မင်းညိုမြန်မာသမင်းဆိုင် ကိုဝေးကိုကြောက်လေးရောင်း ဟုတ်တယ်ဒါဘကူးရုံမှကြီးပါတော့ဘကူးရုံမှတောင်ကျော်ကြီး ဒီလိုရ စီးပွားရေးလက်ပြင်နေတွေ့လားကိုဝေးကိုကြောက်လေးရောင်းအောင် တန်းလုံးကိုပုံပုံလေးပြီးသွားတယ် ဒီ တန်းလုံး ကျန်တယ် ကြိုက်ကြီးကိုကြောက် ဘုရားကြောင်း တောင်းတော့သွားမယ်ဒီသွားတယ်ကြောက်ဒီသွားတာဘုံကြီးပြားလေးသွားလိုက်ပြီးသွားတယ်ခဏတော့ အေး ရမယ်လို့တော့အဲ့ဒီသွားလိုက်ပြီးဒီချိန်သွားတယ်လူရှင်းနေတယ်ကျောင်းလေးဆံမိုးကြီးပါနာ ဘူးလေပဲကျွန်တော်ကတော့ညလာအိတ်ချင် အေးလေညပဲအေးညပဲအေး ဒီနေ့ဆရာလာ အဲ့တော့လေတနေရာသွားလဲ ပြန်လာလိုက် ဒီကုန်းတောင်လမ်းလျှောက်တင်းလိုက်လမ်းလျှောက်တက်လဲရောက်ချင်တဲ့ချိန်မှာရောက်အဲ့လိုတင်တာကြောက်တဲ့ကြည့်လို့လမ်းလျှောက်ကြီးပြပတ်သက်လို့ဘာလို့လဲလမ်းလျှောက်တင်းလမ်းလျှောက်တက်ကုမ္ပဏီမှာကရိန်းတိုင်းနဲ့သွားတော့လို့ကားသေးလေးရှေ့ကမောင်းတယ်နေဒီလိုလုပ်တယ် ခါသေးလေးကြော ဒီကောင်တွေကြောက်သလားမမေးနဲ့ဟဲ့ ဒါ ရှေ့ကမောင်းတယ်နေ မိုက်တယ်ဒီရာဒီ ဟုတ်တယ်ဆွလို့နေရာအိတ်တဲ့ဒီနေရာမှန်ဆက်ဘာလဲလာသူနေကပြည့်နေရန်ပူဘာလဲ ဒီ
စွတ်နေရတဲ့ကို อืม နော်ဒီမှာဟိုအောက်ရောက်ပါ อืม တာနေတာနေ ဒါပဲဒီရနာ တိတ်တိတ် ဟေးအခုနေရဒေးပင်ဒီ လေးပင်က3တန် 要走完你的路了，走马有我爱的呀，走马为了谁而已？让我看到这样吗？我也做自己人呀，谁呀？你难为了这个你不要你个背不成。 ဒါကလောက်တာမရခိုင်ရုံးပါခိုင်ရခိုင်ရုံးပါ မလာပါဘူးလားဒီမှာမလာဘူးလားများများများကားလာတရားနဲ့တောင်ကြီးတွေဘယ်လိုလဲဒီမှာမြန်မာနဲ့တိုင်တော်ကြီးရတယ်ရခိုင်ရတဲ့ရခိုင်မျိုး ခိုင်ရုံးပါတွေပါ ကျွန်တော်တို့ကမြန်မာနိုင်ငံမှာမရှိစနေရတယ်။ဘာမှမတတ်ပါဘူး။ဘာလို့ဒီလိုနေတာကြမ်းနေရလဲမှာစစ်တွေလို့ပြောတော့နော်။ခံရတဲ့မတူဘူးလား။အဲဒီရုံးမှာရမယ်တရားပါနော်။ကောင်းတယ်တော့ဒီလိုမျိုးလည်းရုံးမှာပြပါတယ်။ဒီလိုမျိုးဒီနားဒီမှာမဆက်နိုင်ဘူး။ဒီနေ့မှာတော့ဒီမှာတော့ဘယ်လိုလဲတော့တက်တယ်။အဲဒီနေ့ကဘာလဲဒီလိုမျိုး။နောက်ဒီလိုမျိုးတော့ဝန်းချင်တယ်နော်။ဘာကြောင့်မှရှိလဲ။ဒါကလည်းပြောတော့မရှိစရာမလိုဘူး။အဲ့ဒါကိုဝန်းချင်တယ်နော်။ဒီလိုမျိုးကမှဒီလိုပိုင်းမှာအကျဉ်းကြီးနေနေရတယ်။ကောင်းတယ်လည်းမှာကျွန်တော်ရနာမင်းရတယ်။ဒီလိုအဲ့ဒါကမှလည်းကားလည်းပြင်းနေဆိုလို့ကျွန်တော်ရနာလည်းမှာဟိုစားနေမှာကားလည်းမှာနေရာယူလို့ရှိရတယ်ဒီလိုမှာကပ်နေနေတာဘာမှမပြောနိုင်တာမျိုးလို့ရှိပါတယ်ဒီလိုမျိုးကလည်းအဲ့ဒါမှကျွန်တော်ပြောနေတယ်လို့ပြောနေပါတယ်နော်။ညာလည်းမကြပါဘူး။ဘုရားဘာမှမကားနေတယ်ပြောနေတာကြည့်ပြီးတော့ကျွန်တော်ကားကြီးနေတာကပြန်ပြနေရတယ်ပြောတာနော်။ဘုရား
ဘာရခိုင်ရွာရခိုင်ရွာပဲမေလေးပဲဗျာ ဒီနေ့တော့မှာ
ုးကြီးတော့ဘောနဲ့ဆောက်လို့မရဘူးလားသမီးတော့ဆိုတော့ရေစင်းအောင် မသိမော်ရလမ်းပါဗျာ ဘုံလာကြတယ်နဲ့ဒီကျေစက်တွေကဒီမော်ရကြတဲ့လမ်းမှာပဲနော်ကျွန်တော်ဝင်ရတယ်ခါလေးဒီမော်ရလမ်းမှာယူပါတာဒါနဲ့မော်ရစကားရနေတော့ပြန်စင်းနေနားနေကြတယ်နော်ကျောက်ကျောက်ကမော်ရရတယ် တရားရီမြင့်နောက်ဘက်ကမာပြေရဲ့အရှိဆုံးလမ်းသိမုံရပြန်ရဘယ်ဆင်မှာ အဲ့ဒါလေး ဟုတ်လားဒီလမ်းကမဆင်တော့ အဲ့တကယ် မန္တလေးဘက် ဟောတာလေပြန်ကြရင်မန်းလေးကဆင်းတယ် အဲ့လေးအဲ့လေးကိုတတ်သွား ဒီကတော့ဘုနာအော် ဘောဗရင်ကိုမတန်းပါဘောဗရင်အဲ့မှာဝင်ပြီးဥစ္စာရှူရက်တော့ ပြည့်စုံကပေါ်ပြန် မဟုတ်ပါဘူးဘောဗရင်မဟုတ်ဘူး ကွဲပြဲပါအောင်မကြောက် အတန်မမတိုးတာစပီကာတိုးတယ် ဗေဒံတိုးတာ ဟေးလေဒီကတကယ်ပဲကြည့်တာမလားဒီကထားခဲ့မလား အဲ့ဒီဘယ်လိုလောက်မလဲနေ့ရက်ပုံယူရမှာလောက်တော့3ကလောက်တော့ထွက်တယ် ဘာလို့တိုး လောက်ဘူးကိုရှိရဲကျွန်တော်တကယ်ရေတောက်တယ်ရမယ် အခုညနေတောင်းတယ် တကယ်တရက်ကတော့တရက်ကိုမုံဦးရောအော်လို့ဆောက်ပါခါလေးကိုရက်ကူးဖတ် ကျဲတော့ဘုကောတော့ပိတ်တယ်ဘုကကာသွားတော့ ဒီမုံကြီးကိုလေဆက်ရောက်ကျတော့ငါအံ့ဩတယ် ဘာမှမဟုတ်ပါဘူးဟိုးထဲဝင်တော့ ဝဲပါတော့ကလေငါတို့တော်တော်ပြောရတယ်အဲ့တက်ခါကညိုလို့ပါကြလေ อืม ဧကနာပါတယ်လေ อืม အဲ့ခါကလေငါတို့တော်တော်ပြောရတယ် ငါတို့၄ဘွယ်ယူ မ ပဲ လေးတောင်းပါ ၄ဘွယ်ယူတရားလေ လေးဖွဲ့ကြီးပဲလို့ဖြစ်သွားလေဒီတစ်ဖွဲ့လုံးမယ်လေတကယ်လေ ဒီကတော့ဟာလေဟာရှူရတယ်ဟာလေမျိုးဟိုမယ်ကဟာဘူးရတယ်ဘူးလာမှာ တာမော်တက်လို့ပြန်ဝေးလာရောက်လာတယ်။ဒါရောရမထုတ်။အဲ့ဖောထုတ်တယ်မရဘူး မဲအဲ့တော့အဲ့တဘာဝ ။ညခိုင်ပါက တီးတွေရိုက်ရ ဟေးအဲ့တော့ကဘာကြီး အဲ့တီးတွေ ဒါတွေကကတရလမ်းတွေကယိုးနေ ရိုးပါ မင်းဒီလမ်းထဲမှာပုတ်ထားအောင်တော့လမ်းရလေအောက်လို့ ပုတ်တွေပဲမျက်နှာကိုမျက်နှာတယောက်ကြည့်လို့ကြည့်ကြ
အခုဒီတော်ရလောက်တော့ကတပါရဘလုံးတောင်းရလူရောက်ပေါက်တော့နေတာဒါခုနပိုင်းရမ်းများသွားတယ် များပါပြီ ဒီတော့များသွားပြီ အရင်တော့နန်းကောင်း အရင်တော့ဘုရားဘူးရမ်းနေတာရွှေဆက်တော်ဘလုံးတောင်ဘုရားဟိုလောက်တော့ကတပါခုလောက်တော့ကတပါသွားလို့မရဘူးဘလုံးတောင်သွားလို့မရဘူးဒီတော့မှသိမလာကြဘူး အဲ့တော့ကျိုးဝိုင်းဆိုတာလေတော်တော်နဲ့နော် အဲ့ဒါပုံနဲ့ပေါ့ငါပုံနဲ့ဆွဲတော့စီစံဘုရားလူရဲ့နာမည်ကတော့ပုံစံနဲ့ချက်ပါတယ်။ဘာရဘာလဲပြည့်တော့ပြော တော့ရောက်ပြီရွှေတော့ ပြီးတော့ပြောလို့ဘာလို့ပါလဲရမိုင်းဘုံနဲ့ဆွဲပြီးဖမ်းမကြည့်မသိရဘူး။မှန်တယ်အရာတော့။အဲဒီကအရင်ကဟောကြီး။ဒီကောတဲ့လုံးဝအစားဟုတ်ပြီလေ။ပါ။အရေးအေးကြတယ်။အားချက်ကမင်းကြီးချောက်ရေးစီးနေတယ်ရောယောက်ျားတော့ ဒီညနေပို့ထားရမှာရတယ်သူတို့ရွှေရွှေရိုက်တာပုံဆက်လိုက်တာ ရောတော့ကြောင်းလို့ပဲ ဘိုးရဲ့ဒီကရောက်တော့ခိုင်ပါနဲ့အဲစင်းဆိုင်ရမယ်ရပြီလားနော် ဟုတ်မှာ ဆက်တော့နားတော့ဆိုဘိုးရဲ့တကောင်းဆက်ပါဘူးအဲစင်းဆိုင်ရနဲ့ခဏပါတယ်မလား ဒီမှာရောက်သွားတယ် ဟုတ်လားဒီမမြင်ခိုင်သားနေတာဒီမှာလည်းအဖေကပြီးတော့ကြိုင်တော့တော့ပုံဆက်လိုက်တာ အဲ့ဒါရွှေသွားရှာ ဒီက ရရှိရဒီဆောင်ဘုံက ဟုတ်တယ်တမမှာခဲ့တာရတယ်အမေမိသားပြောလိုက်အောင်ပြန်တော့ ဒီကတော့ မနေရည်ဆိုတော့တိုက်လို့လိုက်စားပတ်စင်ရ ဆိုင်လေးနိုင်စားရလာပြီတမီးပြောတာရှင်းရှင်းလေးဟုတ်လားမလားအဲ့ဆိုင်လေးကိုင်သွားပြီးဘာလို့ပုံပြီးပြောနေတယ်တော့ပေါင်စားလို့မလေးကလိုက်စစ်စစ်ဟုတ်ကလိုက်စစ်စစ်ဒီနားမှာဟုတ်ကဲရောက်ပြီဗျာရောက်ပြီဗျာရောက်ပြီကဲရောက်ပြီဗျာမင်းလေးရောက်ကနားရည်လည်းညီးတယ်ရဲ တဲတော်မယ်ဥမာဆောက် ကြီးကျယ် ဟိုဖရားတော် ဟိုမှာရကြရွဝင် အေးပြောပါလေဟောအေးမေးတော့မေးတယ်သူကလေဆက်ပြီးတော့ပဲရေးချင်းနေလို့လားဒီစိတ်ရောက်မှာဒီစိတ်တက်မှာဒီစိတ်ရောက်မှာอ๋อเอว่าเอว่า ဒါမင်းကဟိုးတဲတောင်းတော့တော်နေဝါ အဲ့တော့နေဝါ တော့နေဝါပဲအဲ့ဒါ ခိုင်းဘယ်ပြည့် လူရမကြိုက်တော့ဒီနားကြီးကိုပူရ ဓာတ်တွေကိုပြည့် အဲ သူကလာကုန်မရောက်မှာလေမောင်လေး ဓာတ်တွေလုံးဝအကုန်ပြည့် ဘိုင်ဘိုင် อืม အေး ဒီနားကြီးကိုပြည့်လေပူပဲ အေးမိုင်း မတုံးရတော့ကြံသေးတယ် ချောင်းပေးတောက်လျှောက်အကုန်လုံး ဟိုမှာတုံးမျိုးလေးတော့ကြံသေးတယ် อืม ဟိုမှာလေ ခိုင်းဒီဘက်ပြည့်အတောင်မောရရင်ပို့ပြီးတာ
ဒါဆိုင်ရနေ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  တော့ဒီနေရာတိုးလို့မပါ ဘေးကြီးတိုးလို့တော့ပေါ့ ဒီနေရာမှာတိုး ကားသွားလို့တော့မရဘူးဟုတ်တယ်ကားဟိုးကဆင်းရကားဟိုးကဆင်းရ အဓိကရန်ကုန်ကမလာတော့ တိန်း9000ပေါက်တယ်တဲ့ ဟုတ်ပြီးတော့မှတော့ထိတ်အိတ်သွားမယ်တော်တင်းနေတော့ တိန်း9000ပေါက် ဟုတ်တယ်မနောက်ပါလေဟုတ်ဘယ်နားပါဒီလဲဟောက်လိုက်အားလည်းမသိဘူး